ဒီဒနာဆိုတဲ့ထဲဝိညာဉ်ချင်းတတိခံချင်းဘဝတကွေမှာမနော်ဘဝတကွေမှာကြောင်ရတဲ့ပြဿနာတွေအခက်အခဲတွေဝိညာဉ်ဖို့မတ်မှာဖျားခင်တက်တေထူတော့အရာများကိုတက်တေခံချင်းဖြစ်တဲ့ဆိုတော့ပြောရင်ပို့ပြီးတော့မှားပါလိမ့်မယ်ထို့အတွက်ကြောင့်ဒီနေ့အသက်တာနဲ့အချိန်နိုင်ရီကိုပိုင်တာအုပ်စုတော်မတော်ဖျားခင်ကိုကျေးဇူးတင်တယ်လို့ပဲဝိညာဉ်ပေးဖို့ရန်အချိန်နိုင်ရီကိုကန္တာပေးဖို့ရန်ကန္တာပေးတဲ့တာဝန်ရှိဆရာသမားများအားလုံးဖျားရှင်ထာမငြိမ်တဲ့ခြင်းအစဉ်မြဲတရှိပါစေကြောင်းဥစွာစုပန်ပေးပါတယ်လို့ဒီနေ့မနေ့ဝိညာဉ်ပေးဖို့ရန်တော့အဓိကကျမ်းရှယ်တော့ဟေရှာယ26နှစ်မှ4ပါနော်တကားတော့ကိုဖွင့်ကြလို့တစ္ဆာဆောက်၍ဖြောင်းမှန်သောလူမျိုးဝင်ပါစေစိတ်နှလုံးတည်ကြည်သောသူသည်ကိုရိုနာခိုလုံးသောကြောင့်ငြိမ်သက်ခြင်းတက်ရှိမည်အကြောင်းဆောက်ရှောက်တော်မူလိမ့်မည်ထာဝရဘုရား၌အစဉ်မြဲခိုလုံကြလောထာဝရဘုရားသည်နေဆက်ထာဝရခိုလုံရာဖြစ်တော်မူ၏ဟေရှာယ26နှစ်မှ4ပဲဖြစ်ပါတယ်ဒီချမ်းချက်ကိုကျွန်တော်တို့ပြန်လည်စဉ်းစားဆင်ခြင်တဲ့အခါမှာငြိမ်သက်ခြင်းဆိုတဲ့စကားကိုပို့ပြီးတော့အလေးပေးမှဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူသားတိုင်းကစိတ်နှလုံးငြိမ်သက်ခြင်းရှိဖို့ရန်အရန်လိုအပ်ပါတယ်။စိတ်ရှုပ်ထွေးတာပူပင်တော့ကရောက်တာလူတိုင်းမလို့ရှင်ကြပါဘူးသူနေ့တူဆိုပဲချမ်းသာတဲ့အတိုင်းအဝိုင်းမှာဆိုရင်လည်းငွေဘလောက်ပဲချမ်းသာစိတ်နှလုံးကငြိမ်သက်ခြင်းမရှိဘူးဆိုရင်လည်းဒီလူရဲ့ချမ်းသာခြင်းဟာသူ့အတွက်အဆင်မပြေဘူးပေါ့နော်သူနေ့တူဆိုပဲလူတိုင်းကကျမ်းမာခြင်းအချိန်နာရီကိုပဲပို့ပြီးတော့ပိုင်ဆိုင်ရှင်ကြပါတယ်ကျမ်းမာခြင်းအားနည်းလာရင်ကျမ်းမာခြင်းကိုယ်ခန္ဓာမှာတစ်ခုဖြစ်လဲယိုယွင်းလာပြီးပျက်စီးလာတယ်ဆိုရင်လူတွေကအဲ့ဒီအရာတွေကိုအဲ့ဒီအတွက်ခံစားရတဲ့အတွေ့အကြောင်းစိတ်နှလုံးကငြိမ်သက်ခြင်းမရှိဘူးဆိုတာကိုတော့လူသားတိုင်းဝန်ခံပါလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ကျွန်မတို့ယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေကျွန်တော်တို့အသက်ရှင်တဲ့အခါမှာအထူးသဖြင့်ကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ကကိုယ်ခန္ဓာကကျမ်းမာမယ်စိတ်ဝိညာဉ်ကငြိမ်သက်ခြင်းရှိမယ်ဆိုရင်ငွေဘလောက်ပဲလာပုံပေးငြိမ်သက်ခြင်းငါ့ကိုငြိမ်သက်ခြင်းပေးပါလို့လာပြောတောင်းခံရင်ဘယ်သူမှပေးဝေနိုင်မှာမဟုတ်ပါဘူးအဲ့ဒီနေ့နည်းနည်းလေးတက်တည်ခံရှင်တာပေါ့နော်ကျွန်တော်တို့မိသားစုပေါ့နော်2024-25မှာတော်လေးအမျိုးသမီးပါကျွန်တော်ကိုခန္ဓာမှာတော်လေးဝေဒနာနာကျင်ခြင်းဝေဒနာကြမ်းမှန်ခြင်းအားနည်းခြင်းဝေဒနာတွေတော်တော်လေးများခံစားခဲ့ရတာပေါ့နော်အဲ့ဒီအတွက်ကြောင့်တော်တော်လေးများလည်းအချိန်နာရီကိုကုံဆုံးခဲ့ပါတယ်ထို့နည်းတူဆိုပဲငွေကြီးလည်းတော်လေးများကုံဆုံးဆုံးရှုံးခဲ့ရတာပေါ့နော်ရိုးသားစွာယုံကြည်သူရဲ့တာသမီများရှေ့မှောက်မှာဝန်ခံပါတယ်ဘာဖြစ်လို့လဲဆိုတော့2024-2025မှာလူကျမ်းမာရေးကျွင်းချက်ဖြစ်လာကိုခန္ဓာထဲမှာကျွင်းချက်ဖြစ်လာတဲ့အခါမှာလုပ်ငန်းစီးပွားရေးလုပ်တာဖြစ်ဖြစ်ကိုမိသားစုရဲ့လုပ်ငန်းဆောင်တာအတီးတီးလှုပ်ဆောင်တာပဲဖြစ်ဖြစ်လုံးဝပျော်ရွှင်မှုမရှိတာတော့
ဝန်ခံတာပေါ့နော်ညီတဲ့စိတ်နှလုံးလဲညီတဲ့ချင်းမရှိဘူးဒီလိုမျိုးကြောင်တွေ့ခံစားခဲ့ရတာပေါ့နော်မြို့သမီးကလည်းနောက်စလေးမတကြိမ်ပြီးတအောင်စေးအောင်တက်ရတယ်2015ထိမှလည်းတကြိမ်ပြီးတကြိမ်တက်ခဲ့ရတာပေါ့နော်အဲ့တော့မြို့သမီးဆိုတော့လေပူပြီးတော့စိုးရိမ်မှုတွေကြောက်ကြမှုတွေထိတ်လန့်မှုတွေကရင်ထဲမှာပို့ပြီးတော့ခံစားရတာပေါ့နော်သူ့အတွက်သူ့ကိုယ်သူလည်းစိတ်ပြီးစိတ်ရှင်းတာတွေဆွတောင်းခြင်းရှိတာတွေလည်းအများကြီးအချိန်ကြီးပေးစားခဲ့ရတာပေါ့နော်သူပေမဲ့လည်းခါတကြသူ့ကိုကြည့်ရတာဖះနဲ့ထိတွေ့မှုအားနည်းတယ်လို့ပဲပြောမလားဖះရဲ့ဝิญဉ်တကူမရရှိတာလို့ပဲပြောမလားသူဆွတောင်းပြီးရင်လည်းသူ့အတွက်ညီတဲ့ချင်းတစ်ခါတလေကြာရင်ညီတဲ့ချင်းအတိအပွင့်ကိုတိတ်တွေ့ရအောင်ပေါ့နော်သူမြင်တာပြောပါတယ်ဒီဆွတောင်းပြီးပြီဖះတခင်ထံတော်ပါမှာပဲအဖြေတောင်းခံပါစောက်ဆိုင်ပါစိတ်ကိုငြိမ်သက်စွာထားပါဆိုပြီးတော့ပြောမိတာပေါ့အားပေးမိတာပေါ့နော်ကမှတူတွေ့လဲအများကြီးမပြောနိုင်တဲ့တိုင်အောင်အနှစ်ရှုပ်တဘောလောက်ပဲသူ့ကိုပြောပြတာပေါ့နော်ကျွန်တော်ကိုယ်တိုင်2025ခုနှစ်မှာမိကိုမိချမ်းမှာရေကိုခဏတစ်ခုလုံးပြန်နေစစ်ဆေးတဲ့အခါမှာကိုခဏတစ်ခုမှာရုပ်ရင်းပျက်စီးနေတယ်စူးတစ်ချောင်းစူးတယ်လို့ပဲခန္ဓာတစ်ခုလုံးမှာခံစားခဲ့ရတာပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီဘီရိုမှာတွားတယ်တော့ပြတယ်အဆင်မပြေဘူးပေါ့နော်သူတို့ကတော့နည်းနည်းဒီအကျိတ်ဖူးတွေကကြီးလာပြီးခွဲလို့မရဘူးဆိုတော့မှတ်ချက်ချပေးတာပေါ့နော်အဲ့ဒါနဲ့တောင်ဝူတစ်ခါပြန်တွားတယ်တောင်မှာကေတုစေယုံရောတောတိခိုစေယုံကိုတွားတယ်ဆရာဝန်ကြီးလည်းထူကေတုပဲအဖြစ်ပေးတာပေါ့နော်မှတ်ချက်ချပေးတာပေါ့လို့မရဘူးခွဲလို့မရဘူးအနာကအကျိတ်ဖူးကနည်းနည်းကြီးလာပြီးထို့ကြောင့်တကယ်ရန်ကုန်တို့ပဲတွားပါဆိုပြီးတော့နေပြီးတော့လမ်းညွှန်ပေးမယ်နေပြီးတော့တခါတွားပြီးဆိုတော့မတွားတော့ဘူးပေါ့နော်အဲ့ဒါကြောင့်အဖြေကမတဲကွဲဘယ်လိုပြောမလဲအဖြေကတိတ်မဖြစ်အစင်ကိုယ့်အတွက်အစင်မပြေဘူးပေါ့နော်အဲ့ဒါနဲ့စေးရောင်ကနေပြန်လာခဲ့ရတာပေါ့နော်ပြန်လာမခွဲလိုက်ရဘူးပေါ့ပြန်လာတယ်အချိန်ကိုကိုယ်တိုင်ကလည်းဒါဖျားသခင်တူတေတာတပါးတိတာလင်တတ်နိုင်တယ်ကျွန်တော်ကိုယ်ွယ်တော့ဖျားသခင်ဒီအသက်ရှင်တော်မတော်ဖျားဖြစ်တယ်ဆိုတာကိုစိတ်နှလုံးထဲမှာပြန်လဲပြီးတော့ဝင်လာတဲ့အခါမှာကိုကြိုးပဲ့ကြည်မွနဲ့နှလုံးသားနဲ့ဖျားသခင်ရှိတော်မောက်မှာအစာရှောင်းပြီးတော့ဆွတောင်းခဲ့မိတာပေါ့နော်အဲ့လိုပြောလို့ကိုယ်တိုင်ကအစာရှောင်းနိုင်တယ်လို့ကြွားပြောလူအယုံတူသားသမီးများရှေ့တဲ့မောက်မှာကြွားပြောတာတော့မဟုတ်ပါဘူးတက်တေခံပြရှင်တာပါအစာချောင်းပြီးတော့ဘုရားသခင်နဲ့စကားပြောကျမ်းစာဖတ်ရင်းနဲ့ဆူတောင်းလာတဲ့အခါမှာအတိတ်တရားတစ်ခုဝင်လာတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လူသားဆရာဝန်ဘုရားသခင်ပြင်တောင်းဘုရားသခင်ဒီဆရာဝန်တွေဆရာမတွေလည်းဘုရားသခင်ရဲ့ကောင်းကြီးခံစားရလို့ပဲဆရာဝန်ဖြစ်တာပေါ့နော်ရွေးခန့်ဘုရားသခင်ခွဲခန့်ပေးတဲ့တောင်းဝတ်တရားသူတို့ခံစားခဲ့ရအကြောင်းတွေခံစားခဲ့ရတော့ပေါ့တို့ပေမဲ့သူတို့ရဲ့အဖြေကကျွန်တော်အတွက်စိုးရိမ်စရာတွေထိတ်လန့်စရာတွေပဲကြောက်ရွံ့စရာတွေပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဘုရားသခင်နဲ့အစာချောင်းဆူတောင်းပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီအစာချောင်းဆူတောင်းရင်းနဲ့တည့်ရဲ့ညစ်ကြလာတဲ့အခါမှာကို၌ကဘုရားသခင်ထံတော်ဘာမှညီတဲ့ချင်းဆိုတဲ့အရာကိုခံစားရတာပေါ့နော်အရင်ကတော့ဒီအစာမချောင်းခင်မှာတော့ကျွန်တော်အတွက်ကစိုးရိမ်မှုတွေငါယောဂပြောက်ပါမလားစေဝါလည်းအလုံးလောက်မရှိဘူးဒီအရာနဲ့ပဲတောင်ပေါ်ကောင်းပေါ်ဆိုတော့ဒီအရာနဲ့ပဲဘယ်လိုဖြစ်ရှင်းမလဲစသဖြင့်အဲ့ဒါလည်းတွေးတယ်မိသားစုအရေးလည်းတွေးတယ်မျိုးသမီးအရေးမျိုးသမီးကိုအရင်အမျိုးသမီးအတွက်လည်းသူ့အတွက်ကိုအများကြီးစဉ်းစားပြီးတာပေါ့နော်။အဲ့ဒီခါမှာပထမတော့ညီတဲ့ချင်းမရှိဘူးပေါ့နော်။ဒါပေမဲ့အစာရှောင်ပြီးစောက်တောင်းပြီးဖျားခင်ထံတော်ဘာနဲ့စက်ကအာနာပြီးနောက်ပိုင်းလူသားမတတ်နိုင်တော့မှုဖျားခင်တတ်နိုင်တယ်ဆိုတာကိုအဲ့ဒီအတိတရားတွေဖျားခင်ထံတော်ဘာမှာရရှိပြီးတဲ့နောက်ပိုင်းဆိုရင်ဒီပိုင်းမှာနောက်ပိုင်းကတော့
လိုပြောမလဲကိုနိုင်ကတိတ်ပြီးတော့ပူပါမှုတွေစိုးရိမ်မှုတွေမရှိတော့ဘူးပေါ့မရှိဘူးနော်စိတ်ငြိမ်တဲ့ပဲအတင်းလူအတင်းသားများရဲ့ရှေ့တော်မောက်မှာရောက်တဲ့ခါလဲပျော်ရွှင်ရွှင်ပဲအရင်ကလိုပဲစကားပြောတယ်ပေါင်းတင်းတယ်နေထိုင်တယ်ပေါ့နော်တချို့အတင်းလူအတင်းသားကတော့ဆရာအနာရောဂါပျောက်ပြီလားအကိုပျောက်သွားပြီလားဒါလည်းဖြစ်ရင်လာမေးတာပေါ့နော်သူပျောက်တော့သူလိုသွားနိုင်တယ်ထင်တယ်တချို့လူတို့မျိုးပြောတာပေါ့နော်တချို့လူကလည်းဝေဖန်တာပေါ့နော်ဆရာဓမ္မဆရာဖြစ်မဲ့လည်းအဲ့လိုမျိုးဘုရားသခင်ဆောင်စမ်းတာပဲလားမှုတော်ဆောင်ဖြစ်ပြီးတော့လည်းဒီလိုမျိုးဘုရားသခင်ရဲ့အဆောင်စမ်းခံရတာလားတော့မဟုတ်စာနာမဏေလည်းဆောင်စမ်းတာပဲလားဆိုမိကုန်းလာထုတ်လို့လည်းရှိပါတယ်ဒါပေမဲ့ဘလို့ပဲဖြစ်သူတို့ဘာပဲဖြစ်သူတို့ရဲ့စိတ်ထင်တဲ့အတိုင်းသူတို့ပြောတာ哦အဲ့ဒါကျွန်တော်ကတော့ကိုနိုင်ကဘုရားသခင်ဌာနဘာမှာစိတ်ကအနာပြီးပြီးဘုရားသခင်ကလည်းကျွန်တော်အပေါ်မှာတနေ့ကျရင်တစ်ချိန်ကျရင်ပျောက်ကင်းခွင့်မှုပေးမယ်ဘုရားသခင်ကျွန်တော်ကိုယ်ွယ်တော့ဘုရားဒီအသက်ရှင်တော့ဘုရားဆိုတာကိုတိကိုနိုင်နဲ့တိတာပေါ့နော်အဲ့လိုမျိုးဆိုဆောင်းမချက်ချပြီးတဲ့နောက်ပိုင်းကတော့စေးလဲပုံမှန်ကျွန်တော်တိတ်ပြီးတော့မတောက်မိတော့မြက်ပေးလာတဲ့စေးပေါ့နော်ပေးလာတဲ့စေးတိတ်မတောက်မိတော့ဘူးလို့ဖြစ်တော့ပေါ့နော်ဘုရားသခင်ထံတော်မှာအကုန်လုံးအနံထားလိုက်အဲ့ဒီတွေ့ကြောင့်ကျွန်တော်ရဲ့ကိုယ်ခန္ဓာကတချို့လူကပျောက်သွားပြီလားပျောက်သွားပြီထင်တယ်လို့ဆိုခဲ့ပြီးမြင်လဲကျွန်တော်ကိုယ်ခန္ဓာလေးနဲ့တော့ဒီခံစားရတဲ့အရာတော့ပျောက်ကင်းရှင်းတော့မရှိဘူးစိတ်ဝိညာဉ်အဖြစ်တော့ဘုရားသခင်ထံတော်ဘာမှာစိတ်ဝိညာဉ်အဖြစ်တော့ညီတဲ့ချင်းမှုအပြည့်အဝခံစားရတာပေါ့နော်ခံစားရတယ်ဒီဆိုရမှုတွေဒီပျောက်ပါမလားဒီပွေထားတဲ့စေဝါဒီစသည်ဖြင့်ပေါ့လေနော်ကောင်းအောင်မတောင်းတဲ့အတွက်ကြောင့်ခုအဲ့လိုမျိုးဖြစ်ဒါပေမဲ့ဘလို့ပဲဖြစ်ကျွန်တော်ကကိုနိုင်ရတော့ဆေးမတောက်လို့ပဲပူပရောကခံစားရတာဖြစ်ဆေးတောက်လို့ပရောကခံစားပူဖြစ်တယ်ဖြစ်အားလုံးဖျားခင်ထံတော်မှာစက်ကအနာတဲ့ခါမှာဖျားခင်ထံတော်မှာပေါင်အောလိုက်တဲ့ခါမှာဘယ်လိုပြောမလဲကျွန်တော်အတွက်ကတော့စိုးရိမ်မှုတွေလုံးဝမရှိတော့ဘူးတနေ့ချက်ဖျားခင်ကျွန်တော်ကိုပျောက်ကင်းခွင့်မှုပေးမယ်ဆိုတာကိုကျွန်တော်ယုံကြည်ခြင်းအပြည့်အဝရှိတော့ခံစားစိတ်လောင်းထဲမှာခံစားတာပေါ့ခုနေ့တူဆိုပဲတမန်ကျမ်းစာလူတိုင်းကတော့စိုးရိမ်မှုတော့ရှိကြတာပေါ့နော်ငြိမ်သက်ခြင်းမရှိတာတော့အမှားကံပေါ့နော်အဲ့ဒီဆိုပဲကျွန်တော်တို့ဟိုလေဟေရုပေါ့နော်ဟေရုမင်းကြီးရဲ့အတက်တာကိုပြန်ကြည့်တဲ့ခါမှာလဲဒီတစ်ချက်ကိုတွေ့မြင်ရတာပေါ့နော်ကျွန်တော်တို့ဟေရုမင်းကြီးကခင်ခရစ်တော်ကမွေးဖွားလာတဲ့ခါမှာဟေရုမင်းကြီးကဒီပညာရှိဒီခန်းရေးပဲမာတဲ့ခန်းကြီးနှစ်တခန်းကိုကြည့်လာတဲ့ခါလစ်လာတဲ့ခါမှာပညာရှိတွေကဒီဟေရုမင်းစီလာပြီးတော့ဘယင်းဆိုတဲ့မျိုးကလည်းသူ့အတွက်ကနောက်ထပ်ဘယင်းပေါ်လာမယ်ဆိုရင်သူ့အတွက်ကအရန်ကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေပူလောင်မှုတွေအများကြီးခံစားခဲ့ရှိတာပေါ့နော်ဘာဘူးငါတက်တာဘယ်သူမှမရှိဘူးငါလည်းတော်တော့ဘယ်သူမှမရှိဘူးငါကလွဲရင်ဘယ်သူမှဘယင်းမဖြစ်စေရဘူးဘယ်သူမှမသိဘူးဘယ်သူမှမတတ်ဘူးဆိုတဲ့အတွေးခေါ်လဲရှိတာပေါ့လေနော်ရှိတဲ့ခါမဲ့တာနဲ့ဘယင်းဟေရုဒီပညာရှိတောင်းမကသူ့ကိုလာတွေးတဲ့ခါမှာခိုင်းနေငယ်ခုနေပါနော်သူကဟေရုမီကြီးဒီပညာမကုပညာရှိသူကိုမထင်မရှားခေါ်၍ကျေပေါ်ထွန်းသောအချိန်ကာလကိုစစ်စစ်မြင်းများပြီးမှတင်တို့သွား၍ထိုသူငယ်ကိုကြိုးစားရှာဖွေပါတွေ့လင်ငါထံတို့ပြန်လာ၍ငါလည်းထိုသူငယ်ကိုဖူးမြော်ရအောင်ကြပြောကြပါဟုမှားထားတော်မူလျက်ဘဲလီမျိုးကိုစီလူလိုက်တယ်တခင်မေဘီပြန်ရှိတဲ့ကဟေရုမင်းကြီးကိုဘယင်တပါထွက်လာမယ်ဘဲလီမျိုးမှာထွက်လာမယ်သူကြားပြီးနောက်ပိုင်းမှာဘယင်ဆိုတော့ညာလည်းသူ့မှာစစ်တိုင်အားအမြောက်များရှိတယ်ခေယံမင်းကြောက်ဓာတ်လှန်အကုန်လုံးအင်အားရှိတယ်စီထားမြင့်ရထားတယ်အများကြီးရှိတယ်တို့မဲ့ဒီပညာရှိကပြောလိုက်တဲ့ဒီပညာဘယင်တပါထွက်ပေါ်လာမယ်လို့ကြားတဲ့ခါမှာသူစိတ်ကကနာလောကစကားပြောကနာမငြိမ်တော့ဘူးနော်စိတ်ငြိမ်သက်ခြင်းမရှိတော့ဘူးစိုးရိမ်မှုတွေပူလောင်မှုတွေလည်းအများကြီးရှိတာပေါ့ထို့တဲ့ကြောင့်သူ့တွေကလုံခြုံမှုမရှိသလိုခံစားရတယ်အဲ့ဒီပြင်ပေါ်လာငါ့ကိုတတ်မလားငါအနာကိုလူမလားဒါဒီဖြင့်အဲ့ဒါနဲ့ဒီပညာရှိတောင်းမက
ခင်ခရစ်တော်နဲ့လာရောက်တွေ့တယ်90မှာပေါ့နော်97မှာတွေ့တဲ့အခါမှာတွေ့ပြီးတော့ပူဇော်ပြီးတော့ဘုရားခင်ထံတော်မှာယူပါရောင်ရပြီးတော့အဲ့ဒီဟေရုမစ်စီပြန်မဝင်ဖို့ရန်အတွက်ဟေရုမင်းကတော့အဖြေသိရှင်တာပေါ့နော်ဘယ်မှာမွေးတယ်လဲသူလည်းဖူးမြော်မဲစသည်ဖြင့်တကယ်တမ်းကျတော့စိတ်ထဲမှာကသမျိုးပေါ့လေဒုပေမဲ့ပညာရှိတွေကကြားသိတဲ့အခါမှာဒီဖျက်ခင်ထံကစကားကြားသိပြီးနောက်ပိုင်းကမပြန်ရဘူးဟေရုမစ်စီမပြန်ရဘူးလို့ကောင်းကင်တမန်များမကြားပြီးတဲ့နောက်ပိုင်းမပြန်တဲ့အခါဟေရုမင်းကဒီပညာရှိတွေလက်ကွက်ပြီးလက်ကွက်ချင်းခံရပြီးဆိုတာကိုလက်ကွက်လိုက်ပြီးဆိုတော့သူသိပြီးတဲ့နောက်ပိုင်းသောတာကြီးကျယ်ထွက်တယ်ဒီဘရင်ကပေါ်ထွက်လာပြီးငါ့ကိုဘယ်လိုလုပ်မဆက်ဒီဖြစ်ခုနပြောလို့ဒါပေမဲ့မထင်မှပဲနဲ့သူ့ရဲ့လောဘဒေါသမောဟတွေကြောင့်ကလေးသူငယ်မြောက်များဆိုတာနှစ်အောက်ကလေးသူငယ်ကိုတတ်လိုက်ရတတ်ခဲ့လိုက်တော့ဗောတတ်ခဲ့တာဗောနော်တုတ်တင်လိုက်တာဗောအဲ့မှာပြန်ကြည့်တဲ့ခါမှာသူ့အတွက်ဘရင်တပားထွက်ပေါ်လာမယ်ဣတိလူမျိုးဘရင်ထွက်လာမယ်သူတို့လည်းမျှော်လင့်တယ်လည်းတူပါပဲသူတို့လည်းမျှော်လင့်တဲ့ထဲမှာသူပါပါတယ်ဒါပေမဲ့ဘရင်ထွက်လာမယ်ဘရင်မွေးဖွားလာပြီလို့ပြောနေစိုးရင်ကြောက်မှုတွေကထိတ်လန့်မှုကလည်းထိတ်ဒီကတူပဲဖြစ်ပါတယ်အဲ့ဒီတွေ့ကြောင့်ပြန်ကြည့်လာတဲ့ခါမှာဘရင်ကို၌ကဟေရုမင်းကို၌ကသူတို့မျှော်လင့်တဲ့ဣတိလူမျိုးကိုကယ်ထုတ်မယ်ဘရင်တပတ်ထွက်လာမယ်မျှော်လင့်ပေမဲ့လည်းတကယ်တည်ကြားလာတဲ့ခါမှာသူတွေကကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေပူလုံမှုတွေအများကြီးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပေါ့အသက်ရှင်ခဲ့ရတာပေါ့မထင်မှမရည်ရွယ်ပဲနဲ့ဒီကလေးသူငယ်များညောင်များစွာဒုက္ခတဲ့ခန်းကြီးနှင့်ဆက်လျှောက်မှာဒုက္ခဟေရိုမင်းကြီးဒီမကုပညာရှိတို့လှက်ဖျားဒီကိုတိလင်ပြင်းစွာမြင့်ထွေ၍လူကိုစီလူတစ်ဖြင့်မကုပညာရှိတို့ဤစစ်စစ်မင်းများပြီးနောက်ကျဲဤအချိန်ကာလကိုထောက်၍ဘဲလင်မျိုးမဆတ်သောကြေးလဲရှိသည်များတို့နှင့်တို့၌နှစ်အရွယ်မဆတ်၍ထိုအရွယ်အောက်ရုပ်တော်သူငယ်ယောက်ျားအပေါင်းတို့ကိုတစေ၏အဲ့ဒါယောက်ျားလေးတော်တော်လေးများဣတိလတိုင်းပြည်မှာဟေရုမင်းကြီးရဲ့ဒီကြောက်ရွံ့စိတ်တွေဘူလောင်မှုတွေအဖြစ်အပြစ်မရှိတဲ့သူငယ်လေးယောက်ျားလေးတွေကိုတပ်ဖြတ်လိုက်တယ်ဆိုတာကိုဒါတွေ့ရတာပေါ့နော်ဒါကြောင့်လို့ကျွန်တော်တို့တခါတလေကြာရင်ကျွန်တော်တို့ရဲ့စိုးရိမ်မှုပူလောင်မှုဒီတခါကျများမြောင်လာတဲ့အခါမှာပတ်ဝန်းကျင်ကိုပါတခါတလေကြာရင်ကျွန်တော်တို့ကပြစ်တင်မိတာဝေဖန်မိတာစောဒကတဲမိတာကျိန်းမောင်းမိတဲ့ခါလဲခါရရှိတာပေါ့နော်ကျွန်တော်ဒီဟာကိုလဲအများကြီးအတွေ့အကြုံခံစားရတာပေါ့ကျွန်တော်ခံစားရတဲ့ခါမှာချုပ်ပတ်ဝန်းကျင်ကဒီလူထင်နေဆရာဒီလူထင်နေအများကြီးကျွန်တော်လာပြောပါတယ်ခါစိတ်တွေမှာလဲကျွန်တော်အစာချောင်စုမတောင်းခင်မှာလဲအများကြီးစိတ်ထဲမှာဟီရိုမင်းကြီးလိုကြောက်ရွံ့တာစိုးရိမ်တာအပြင်မှာပတ်ဝန်းကျင်ကိုအပြစ်မြင်မိတာလေအများကြီးရှိခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်အစာချောင်ဆူတောင်းပြီးတဲ့နောက်ပိုင်းမှာဒီအချက်တွေကစိတ်ထဲမှာမရှိတော့ဘူးနော်ကိုနိုင်လဲမလုပ်ပြီးဖြစ်နေပါစေကျွန်တော်တွေ့တော့ဘုရားခင်ပေးတဲ့ညီတဲ့ချင်းကတော့ငွေလို့ဘလုံးဝပြေဝယ်လို့မရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီတွေ့ကြောင့်ယောဂီတူသားမျိုးတယောက်စီတိုင်းကတော့ပြဿနာအခက်ခဲဆိုတာရှိစမြဲဖြစ်ပါတယ်အဲ့ဒီပြဿနာထဲမှာပဲကြောက်ရွံ့စိတ်တွေတောင်လှုပ်မှုတွေအဲ့ဒီခက်ခဲတဲ့မှာလည်းမနှိမ်မှုတော့ဖို့အရင်အရေးကြီးပါတယ်ကျွန်တော်တို့ကိုယ်ွယ်တော့ဘုရားခင်ကညီတဲ့ခြင်းအရှင်ပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီချေရကိုမှာပါနော်ကျောင်းကငါတို့ဖို့တူငယ်ကိုဖွားမြင်ငါတို့အားသားကိုတနာတော်မိထိုသူဒီအုပ်စုချင်းအာနာဇက်ရှိလိမ့်မည်နမတော်မူကားအော့ပွဲတိုင်ပင်ပဲတကူကြီးတော်မလို့ဖျားသခင်ကိုကြီးတော်ဖျားသခင်ထောရဘာညီတဲ့ချင်းဟုခေါ်တမှုချင်းခံလိမ့်မယ်လို့တဲ့ကျွန်တော်တို့တော့ဖျားခင်ကတော့ညီတဲ့ချင်းကိုညီတဲ့ချင်းအရှင်ပဲဖြစ်ပါတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့
ကြောင်သူရင်နေရတော့အရာအလုံးတွေဖျားခင်ထားတော့မတကယ်စက်ကအနိုင်တော့ယောဂဝေဒနာမပြောက်ကင်းနိုင်မပြောက်ကင်းသေးဒီတိုင်အောင်ကျွန်တော်စိတ်ဝိညာဉ်ကငြိမ်သက်ခြင်းဒီပွင့်ကိုခံစားရပါတယ်ဆိုတော့ကိုဒီနေ့မနေ့အဖြစ်အနေငယ်တိတ်တိခံဝင်ရလိုပါတယ်လို့တယောက်စီဖျားကျမ်းတဲ့တယောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေအာမင်